ပါကျွန်တော်အခုပေါ့နော်အခုဒီလက်တော်နာမည်ကြီးနေတယ်ဒီမြန်မာအိုင်တော့အင်္ဂလိပ်စာသင်တာပေါ့နော်အင်္ဂလိပ်စာသင်တာအမှန်သူတို့ကအင်္ဂလိပ်စာကိုသူတို့ကယူရန်သင်ပေးလိုက်တာမဟုတ်ဘူးသူတို့ကဒီလူနေမှုဘဝပေါ့နော်လူတရားလူနေမှုဘဝနေ့စဉ်ဘဝမှာသူတို့ဘယ်လိုအသုံးပြုရမလဲဘယ်လိုအသုံးချရမလဲဆိုတာကိုသူတို့ကသင်ပေးလိုက်တာအဲ့ဒါတွေကိုကျွန်တော်ကပြောပြသွားမှာဖြစ်ပါတယ်နံပါတ်1ကိုကြိုက်နေတဲ့ crash ပေါ့နော်ကိုရဲ့ crash ကိုကြိုက်နေတဲ့ကောင်မလေးဖြစ်စေကောင်လေးဖြစ်စေသူ့ကိုကသွား hide ထားတယ်သူကစောက်ဖက်လည်းမလုပ်ဘူးဖက်လည်းမလုပ်ပါညာပြီးတော့မှညတညမှာပေါ့နော်ညတညမှာသူကစာရူးထားပြီးတော့ move ပြီးတော့ပြန်ပြီးတော့ wave back ဒါမှမဟုတ်လို့ရှိရင် hi ဆိုပြီးပို့လာအဲ့ချိန်မှာကိုပြောရမယ့်စကားလုံးက very excited tonight လေနောက်တစ်ခုကကြတော့ကိုလာကြိုက်တဲ့သူပဲဖြစ်စေဒါမှမဟုတ်ကိုကသွားကြိုက်တဲ့သူပဲဖြစ်စေတခုခုပေါ့ကိုလာကြိုက်တဲ့လူကများပါတယ်အဲ့ဒီလာကြိုက်တဲ့လူမှာ GFBF relationship ကြီး RSC ကတည်တယ်ဒါမဲ့ကိုကအဲ့ဒါကိုမသိကြအောင်ဆောင်ပြီးတော့ကိုကသိရမလားမေးလိုက်တာပေါ့နော် do you have GF ဒါမှမဟုတ် FBF ပေါ့အဲ့လိုမေးလိုက်တဲ့အချိန်မှာသူ့ဘက်ကနေပြီးတော့ single ပါဆိုပြီးပြောလိုက်ကိုတော့ရမယ်စကားလုံးက amazing လေဘာလို့ amazing တောင်းရလဲဆိုတော့စဉ်းစားကြည့်လေကိုကလည်းသိနေတိရဲ့ကြီးနဲ့လာလိန်နေတယ်ပေါ့နော်လာလိန်အံ့ဩဟာတီပေါ့နော်အံ့ဩဟာတီ amazing လေနောက်တစ်ခုကနည်းနည်းစားတယ်တော့ဘယ်လိုမျိုးလဲဆိုတော့နည်းနည်း RS တွေပေါ့နော်နည်းနည်းဆိုင်ဘယ်လိုမျိုးလဲဆိုတော့ကိုက single ဖြစ်တာတော်တော်ကြာပြီကိုကမှုလည်းတက်နေပြီ single ဖြစ်တာဒါပေမဲ့အဲ့ချိန်မှာကိုကကံကောင်းထောက်မစွာနဲ့ရီးသားလေးတယောက်ကောက်ရတယ်ဖြစ်ချင်တော့အဲ့ရီးသားလေးကလည်းကိုလိုပဲမနူးမနဲ့လေဘာမှမသိဘူးမယိုးမသားရိုးတသားလေးပေါ့ကွယ်မယိုးမသားလဲဘာမှမလုပ်တတ်ဘူးမလုပ်တတ်မကိုင်းတက်လေအဲ့ချိန်မှာကိုရီးယား first date first date မှာအဲ့လိုတွေ့ပြီးတော့သူကလည်းဘာလုပ်ရမှမသိကိုကလည်းဘာလုပ်ရမှမသိအဲ့ချိန်မှာကိုကသူ့ပြောမယ်စကား you don't need to be excited you just show your skill လေမင်းစိတ်လှုပ်ရှားစရာမလိုမင်းရဲ့စကေးတွေကိုပြအဲ့လိုပြောလို့မှအဲ့ကိုရဲ့ပူပူနွေးနွေးရီးသားလေးကအဲ့ဒါမှထပ်ပြီးတော့ तू ကအဲ့လိုဘယ်လိုပြောမလဲရှက်နေတာတော့ရွတ်နေတာတော့ဖြစ်ဘာထပ်ပြောရမလဲဆိုတော့ just be yourself နောက်တစ်ခုကကြာတော့ကိုယ့်ရဲ့တငယ်ချင်းအရင်ခောက်ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းအရင်ခောက်သူ့စီမှာရီးသားရှိ RSG နဲ့ဒါမဲ့အဲ့လိုကိုရီတူပေါ့နော် club သွားတယ်ညဘက် club သွားတော့ဘားသွားထိုင်တယ်အဲ့အချိန်မှာအစင်လေးတွေအချောလေးနဲ့တွေ့ရောအဲ့အစင်လေးကကိုယ့်တငယ်ချင်းကိုမေးလိုက်တယ် single လား RS လားပေါ့နော်အဲ့အချိန်မှာကိုယ်တငယ်ချင်းကနေပြီးတော့single ပါရီးသားဆိုတော့မူးလို့ရှူစရာတော့မရှိပါဘူးအဲ့အချိန်မှာကိုကဘာပြောရမလဲဆိုတော့ I want to say wow 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 နောက်တစ်ခုကကြတော့ကိုယ်တငယ်ချင်းနေနဲ့ပေါ့နော်အဲ့လိုပဲစိုင်းထိုင်နေဘာညာပေါ့ကောင်မလေးအုပ်စုရဲ့ကောင်လေးအုပ်စုစိုင်းထိုင်နေနဲ့အဲ့လိုကောင်မလေးအကိတ်ကလေးပေါ့နော်အကိတ်ကလေးဖျက်ချက်သွားဒါမှမဟုတ်ရှောင်းကောအချောလေးကဖျက်ချက်သွားတဲ့အချိန်ကောင်မတစ်ကောင်နဲ့အဲ့လိုလက်တို့ပြီးတော့ဟဲ့ဟိုမှာတွေ့လားဆိုအဲ့အချိန်မှာလှမ်းပြတဲ့အချိန်ကိုမမြင်ဘူးသူတို့ပြမှတွေ့တယ်ကိုကကြည့်ချင်းကိုအရန်ကြွေသွားတဲ့ပုံစံ jaw drop မေးစီပြုတ်ကြသွားတော့အန်အော်ဒီပေါ့နော်နောက်တစ်ခုကကြတော့ပေါ့နော်ခုနရှေ့က RS ကိုပြန်သွားမယ်ရိုးတသားကိုပူနွေးနွေးရလာတဲ့ချစ်သူလေးရိုးသားမလုတ်တက်မကင်တဲ့လေးနဲ့နောက်တစ်ပတ်လောက်ကြာတော့ပြန်ဒိတ်လဲဒိတ်ရောညဘက်ဘားလေးပါလေးထိုင်နေပေါ့အဲ့မှာသူ့ရဲ့လုံးရိပ်ကင်ရင်လေးတွေကနည်းနည်းတိုးတက်လာအဲ့လိုတိုးတက်လာတဲ့အချိန်မှာကိုကသူ့ဘယ်လိုမျိုးချီးကျူးရမလဲဆိုတော့ you're very improved tonight နောက်တစ်ခုကကြတော့အဲ့လိုကိုချစ်သူနဲ့အဲ့လိုဒိတ်ပြီးပေါ့နော်ဒိတ်ပြီးနည်းနည်းမောင်ရိုးသားလေးမက်ရိုးသားလေးကနည်းနည်းလေး pro ဆန်လာပြီpro ဆန်လာတဲ့အချိန်မှာ तू ကအဲ့လိုအဆင့်တက်ဖို့ तू ကတောင်းဆိုတဲ့အချိန်မှာကိုကဘယ်လိုမူရမလဲဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့အဲ့လိုမျိုးဘဲလေးအများစုပေါ့နော်ဘဲလေးအများစုကလို့ကိုကြောင်တဲ့ကောင်မလေးကိုအဲ့လိုညဘက်ကြီး voice message ကြီးပို့ပြီးတော့ဖွင့်ကြောင်တတ်ကြတယ်အဲ့လို voice message ကြီးတချင်းတွေဆိုပြရတယ်ပေါ့နော်သူတို့ရဲ့အတန်ဒီအတန်ညောင်နေနဲ့ဘာတွေညာတွေနဲ့ဆိုပြတယ်ဆိုပြတဲ့အချိန်မှာကောင်မလေးဘက်ကနေဘာပြောရမလဲဆိုတော့ you rock the night man come on ဘာထိပ်တယ်လဲဆိုတော့ညဘက်ကိုနင့်ကငါညဘက်ကြီးခဲနဲ့ပေါက်ချင်လာခဲ့လေနောက်ဆုံးစကားလုံးကတော့အလွယ်ဆုံးနဲ့အမိုက်ဆုံးပဲသုံးလို့အကောင်းဆုံးပဲဘာလဲဆိုတော့ကို့မှာ RS ရှိတယ်RS ဆိုတာကဗီဒီယိုထဲမှာလို့1စက္ကန့်2စက္ကန့်လေးတွေလောက်ပဲပြောဖို့ကောင်းတာလေတကယ်တမ်းအားတွေရန်ဖြစ်တဲ့တတ်တဲ့အားထိုးနဲ့ဘာညာဖုံးတိုင်းအုံကလန်းဆိုပြီးချနေကြတာအဲ့လိုအချိန်မျိုးမှာကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းကြီးက
ဘယ်ကမှမသိတဲ့ဟာပေါ့နော်ဘယ်ကမှမသိတဲ့ရီးစားတယောက်ကောက်ရလာတယ်ကောက်ရလာပြီး तू ကပျော်နေတာ तू ကပျော်နေတာဒါပေမဲ့ကိုရီးယားတိတာကဒုက္ခဒီကောင်ဒုက္ခရောက်တော့မယ်ဆိုတာကိုရီးယားတိနေတယ်အဲ့အချိန်မျိုးမှာကိုကသူ့ပြောမယ်စကားဘာလဲဆိုတော့